皆さん、こんにちは。ဒီနေ့နောက်ထပ်5ခန်းထပ်ပြန်နေရမယ်နော်။အဲ့ဒါဆိုလို့ရှိရင်အခုအခန်း7ပေါ့နော်။第11ကအဲ့ဒါကိုကြည့်အောင်။အဲ့ဆိုလို့ရှိရင်ဒီအခန်းမှာကအရေးအတွက်တွေကိုဘယ်နေရာမှာဘယ်လိုသုံးနေဆိုတာလေးကိုရှင်းပြထားတာပေါ့နော်။အဲ့ဒါနဲ့နောင်က x ありますかဆိုပြီးပြောရပါတော့။အဲ့တော့ noun ဒီအရာဝတ္ထုတွေကိုမေးတဲ့နေရာမှာသုံးတာပေါ့နော်။ x ဆိုတာကအရာဝတ္ထုတွေကိုမေးတဲ့နေရာမှာသုံးပြီးတော့တတ်မဲ့အရာဝတ္ထုတွေအစားအသောက်တွေမေးတဲ့အခါမှာသုံးတယ်ပေါ့နော်။အဲ့တော့ပစ္စည်းတော်တော်များများကိုမေးတဲ့အခါမှာအဲ့လို x နဲ့မေးကြတယ်ပေါ့နော်။ဘယ်လောက်လဲလို့ကြောင်ပြောရဘယ်နှခုရှိတယ်လဲလို့ပြောတာနော်။ noun ကဘယ်နှခုရှိတယ်လဲဆိုတော့ပြောတာပါ။အဲ့တော့ x နဲ့မေးတဲ့အခါမှာ1つ2つ3つ4つအဲ့ရနေပြီးတော့ထိုးဆိုတဲ့အထိပေါ့နော်။အဲ့ဒါလေးကိုပြန်ကြည့်ထားလို့မယ်။အဲ့ဒါလေးနဲ့ဖြည့်ပေးရမယ်။အဲ့ဆိုလို့ရှိရင်ဆန်ဒွိချ်က x ありますかအဲ့တော့ဆန်ဒွိချ်ကဘယ်နှခုရှိပါသလဲ4つありますအဲ့တော့4ခုရှိပါတယ်ဆိုတော့ပြောထားပါတယ်အဲ့နောက်တစ်ခုကကြတော့ now အရေးအတွက်လေးထည့်မယ်ဒီနေရာမှာခိုင်းမစတာကအဲ့တော့ဘလောက်ဝယ်ခဲ့တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကိုနဲ့တွဲထားတဲ့ noun ပေါ့နော်ကိုယူထားတဲ့ကိုသုံးထားတဲ့ noun နဲ့လိုက်ဖက်တဲ့အရေးအတွက်လေးကိုထည့်ရမယ်ဥပမာဆိုလို့ရှိရင်ခိတေကို3枚ခိုင်းမစတာအဲ့တော့ခိတေဆိုတာတစိတ်ကောင်းဒီသူကဒီအရွက်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်တော့ပေါ့နော်ပါလာတဲ့အရွက်ဒီစာရွက်တို့ပါလို့မှာဆိုလို့ရှိရင်မိုင်းနဲ့သုံးတယ်ပေါ့နော်အဲ့တော့3枚ခိုင်းမစတာဆိုပြီးပြောတယ်နော်နောက်တစ်ခုကပါစကွန်နိတိုင်ခိုင်မတ်တာအဲ့တော့စက်ပစ္စည်းတွေဒီကွန်ပျူတာတို့ TV တို့ရေခဲတတာတို့ဒါတွေဆိုလို့ရှိရင်ဒိုင်းနဲ့သုံးတဲ့အတွက်ကြောင့်မလို့ပါစကွန်နိတိုင်ခိုင်မတ်တာဆိုပြီးပြောပါတယ်အဲ့လိုမျိုးကိုသုံးထားတဲ့နောင်နဲ့လိုက်ဖက်တဲ့အရေးအတွက်တွေကိုပြန်ပြီးတွဲပြရအောင်ပေါ့နော်နောက်တစ်ခုကကျတော့ stock ကနန်းနေအဒီနန်းနေ imas ကဒီနေရာမှာကျတော့လေလူတွေကိုမေးတယ်ဆိုလို့ရှိရင် imas ကလည်းမေးရတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ stock ကနန်းနေ imas ကဆိုပြီးပြောလူဘယ်နှယောက်ရှိပါတယ်လေပေါ့အဲ့တော့20နေ imas 5နေ imas 3နေ imas ဒီနေရာမှာမှတ်ထားမှာဒီတယောက်တည်းဆို story 2ယောက်ဆိုရင်30သုံးပြီးအောင်မယ်နော်ကျန်တာတွေကတော့3နေ4နေအဲ့လိုမျိုးလေးသုံးပြရပါတယ်နောက်တစ်ခုကဒီမှာပေါ့နော်1日に何回、1週間に何回、1ヶ月に何回、1年に何回အဲ့တော့ဒီဟာတွေကတစ်နေ့မှာဘယ်နှကြိမ်တစ်ပတ်မှာဘယ်နှကြိမ်တစ်လမှာဘယ်နှကြိမ်တစ်နှစ်မှာဘယ်နှကြိမ်ဘာကိုလောက်တယ်လဲနားကိုရှိမတ်ကာဆိုရပြောတာပေါ့နော်ဥပမာဆိုလို့ရှိရင်1日に何回ご飯を食べますかတစ်ရက်မှာဘယ်နှကြိမ်ထမင်းစားပါတယ်တဲ့အဲ့တော့3回食べます3回食べます3ကြိမ်စားပါတယ်ဆိုတော့ပြောနော်3回食べますအကျင့်အရွယ်တက်ဆိုရိုးရိုး3回ပဲနော်အဲ့3回食べますဆိုရပြောပါလေဒါပါပဲနော်အဲ့တော့ဘယ်နှကြိမ်လောက်တယ်အဲ့ဆိုလို့ရှိရင်ဒီမှာကြည့်အောင်နောက်တစ်ခုကကျတော့どのくらいဆိုတဲ့ဟာပေါ့နော်どのくらいခန့်လောက်ဆိုတဲ့ဟာလေးပါအဲ့တော့တစ်ခုခုကိုလောက်ဖို့အတွက်အချိန်ဘယ်လောက်ယူခဲ့ရလဲအလုပ်တစ်ခုကိုလောက်ဖို့ဘယ်လောက်ကြာလဲဆိုတာကိုသိချင်လို့ရှိရင်သုံးဖို့မေးချင်လို့ရှိရင်ဒီစလုံးလေးကိုသုံးတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဥပမာလေးကြည့်အောင်今までどのくらい英語を勉強しましたかအဲ့တော့အခုအချိန်ဒီဘလောက်ခန့်အင်္ဂလိပ်စာကိုလေ့လာခဲ့ပါသလဲ2年くらい勉強しましたအဲ့တော့2နှစ်ခန့်2နှစ်လောက်လေ့လာခဲ့ပါတယ်ဆိုပြီးပြောတာပါเนาะအဲ့တော့どのくらいကတုံးတာအဲ့လိုမျိုးပေါ့เนาะပြီးတော့かかりますかလေးနဲ့လည်းတွဲတုံးလေးရှိတယ်ဥပမာဆိုလို့ရှိရင်ပေါ့เนาะဒီခရီးကိုသွားဖို့ဘယ်လောက်ကြာသလဲပြီးတော့အချိန်ဒီခါကာရီမတ်ကဘယ်မှာသုံးလဲဆိုတော့လေအချိန်နဲ့ငွေမှာပဲသုံးတာပေါ့နော်ခါကာရီမတ်ကတော့ပေါ့လေဒီမှာကျတော့တက်ရှိကိုအချိန်လေးနဲ့သုံးတာပေါ့နော်နောက်တစ်ခုစနစ်ကိုကြည့်အောင်စနစ်ကတော့ ik ရရှိပေါ့နော်အဲ့တော့ verb တွေမှာဆိုလို့ရှိရင်လေလက်ရှိရဲ့အနာဂတ်တွေအငြင်းအတိတ်လက်ရှိအနာဂတ်ကိုမှအငြင်းပြီးတော့အတိတ်အငြင်းစတဲ့၄မျိုးလုံးရှေ့မှာရှင်းထားတဲ့အတွက်ကြောင့်မလို့ဒီမှာက adjective တွေ noun တွေရဲ့အတိတ်နဲ့အတိတ်အငြင်းပုံစံတွေကိုပြန်ပြီးတော့ကြည့်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကြည့်အောင်ik ရရှိဆိုလို့ရှိရင်သူကအတိတ်ပုံစံပြောင်းကျင်တယ်ဆိုလို့ရှိရင်အနောက်က e ကိုဖြုတ်ပြီးတော့ခတပြောင်းမယ်ပြီးတော့ this လေးကိုပေါင်းပြီးအောင်မယ်အဲ့တော့ atsi ဆိုလို့ရှိရင် e ကိုဖြုတ်မယ်ခတပေါင်းတာ atsu ခတအနောက်မှာ this ပေါင်းနေဆိုတော့ atsu ခတ this နောက်တစ်ခု samui ဆိုလို့ရှိရင် e ကိုဖြုတ်မယ်ခတပေါင်းမယ် samu
ခတ်တာတဲ့စာမှုခတ်တာအနောက်မှာ this ကိုထပ်ပေါင်းမယ်ပေါ့နော်အတိတ်အငင်းဆိုလို့ရှိရင်အငင်းပုံစံလေးကနေဓာတ်ရိုက်ပြောင်းလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အツိဆိုလို့ရှိရင်အツကိုနိုင်လို့ပြောရမှာလားအဲ့တော့အဲ့အツကိုနိုင်ကိုတက်ရှိတော့ဘယ်လိုလုပ်လဲဆိုတော့ထုံးစံတိုင်းပဲ e ကိုဖြုတ်ပြီးတော့ခတ်တာပြောင်းခတ်တာပေါင်းမယ်ပြီးရင် this ကိုထပ်ပြီးတော့e ကိုဖြုံမယ်ခတ်တာပြောင်းမယ်ပြီးရင် this ကိုပေါင်းမယ်ပေါ့နော်အဲ့ဒါအツကိုနိုင်ဆိုလို့ရှိရင် e ကိုဖြုံမယ်ဆိုအツကိုနာခတ်တာအနောက်မှာ this ပေါင်းမယ်ဆိုအツကိုနာခတ်တာ this အဲ့တော့စာမှုကိုနိုင်ဆိုလို့ရှိရင်စာမှုကိုနာခတ်တာ this ဖြစ်သွားမယ်အဲ့တော့ဆိုလို့ရှိရင်ကြည့်အောင်အツဆိုလို့ရှိရင်ဒီမှာ၄မျိုးလုံးအပြည့်စုံပြင်ပေးထားရပါတော့အツ this အツကိုနိုင် this အツခတ်တာ this အツကိုနာခတ်တာ this ဆိုရဖြစ်သွားမယ်ပေါ့နော်ဒီနေရာမှာချင်းချက်လေးရှိတာ e ဆိုတဲ့ဟာလေးပေါ့နော် e ဒီ e this တခုထဲမှာပဲတုံးတယ်ကျန်တာအားလုံးကရော e နဲ့ပဲပြောင်းပါပေါ့နော်အဲ့တော့ယောကိုနိုင် this ယောကတ်တာ this ယောကိုနာကတ်တာ this ဆိုရဖြစ်သွားပါမယ်အဲ့ဆိုရင်နာ adjective တွေနာ adjective တွေကိုပုံစံပြောင်းမယ်ဆိုလို့ရှိရင်တဲ့သူက this လေးနဲ့ပြီးထားရပေါ့နော်အဲ့ this ကိုဖြုတ်ပြီးတော့ this တာလေးပဲပြောင်းရုံပဲပေါ့နော်ဒါကဟိုဖြစ်တည်ဆိုတဲ့ပုံစံကိုပြောင်းပြီးသားဟာနော်နာကနေဓာတ်ရိုက်ပြောင်းတဲ့ဟာတော့မရေးပေးထားဘူးဒီဟာပေါ့နော်ဥမာလှပတီပေါ့နော်လှပတီကနေလှပခဲ့တီအဲ့လိုမျိုးတစ်ခါလေးပြောင်းတဲ့ဟာလေးကိုရေးပေးထားပါပေါ့နော်အဲ့တော့ ခိရေ this ဆိုလို့ရှိရင် ခိရေ this တာအဲ့တော့ this ကိုဖြုတ်ပြီးတော့ this တာလေးပေါင်းရုံပဲနော်ရှိစုက this ဆိုလို့ရှိရင် this ကိုဖြုတ်မယ် this တာပေါင်းမယ်ဆိုတော့ရှိစုက this တာနိကိယက this ဆို this ကိုဖြုတ်မယ် this တာပေါင်းမယ်ဆိုတော့နိကိယက this တာအဲ့တော့သူ့ကိုအတိတ်အငင်းပြောင်းမယ်ဆိုလို့ရှိရင်အငင်းပုံစံလေးကိုပြန်ပြောကြအောင်အငင်းပုံစံလေးက this ကိုဖြုတ်ပြီးတော့ဂျာသုံးဖို့ဒေဝအာဒီမဆန်ကိုထည့်ပေးထားရမှာလားအဲ့တော့ခိရေဆိုလို့ရှိရင်ခိရေဂျာသုံးဖို့ဒေဝအာဒီမဆန်ရှိစုက this ရှိစုကဂျာဒေဝအာဒီမဆန်အဲ့လိုပြောလို့ရတယ်နော်ဒါဂျာလို့ပြောမပြောလို့ရှိရင်ဒေဝလေးနဲ့ပြောပြရအဲ့တော့အဲ့ရနေပြီးတော့တစ်ခါကြီးကြည့်အောင်အဲ့လိုမျိုးအငင်းပြောင်းပြီးတော့မှတစ်ခါတည်းလေဒေဝအာဒီမဆန်အထိပြီးသွားပြီမလားပြီးလို့ရှိရင်အပေါင်း data ဆိုပြီးတော့ပြောင်းလိုက်လို့ရှိရင်ပြီးပါပြီနော်အဲ့ဆိုလို့ရှိရင်ခိရေဂျာအာဒီမဆန်ဆိုလို့ရှိရင်ခိရေဂျာအာဒီမဆန် data ရှိစုကဂျာအာဒီမဆန်ရှိစုကဂျာအာဒီမဆန် data ဆိုပြီးတော့ပြောအောင်မယ်အဲ့ဆိုလို့ရှိရင်ဥပမာလေးကြည့်အောင်ခိရေနာဆိုလို့ရှိရင်ခိရေ this ခိရေဂျာအာဒီမဆန်ခိရေ data ခိရေဂျာအာဒီမဆန် data ဆိုပြီးတော့၄မျိုးထွက်လာမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်သူကဒီနောင်ပြောင်းပြီးကနခေရောရှိပြောင်းပြီးနဲ့အတူတူပဲအဲ့တော့ gakse ဆိုလို့ရှိရင်အတူတူပဲပေါ့နော် gakse this gakse ကြအာဒီမှာဆိုအဲ့ဒီတည်တာပေါ့နော်အဲ့တော့ तू ကလေနောင်ရဲ့အနောက်မှာ data ပေါင်းရုံပဲဆိုတော့ gakse data အဲ့တော့အတိတ်အငင်းပြောင်းမယ်ဆိုလို့ရှိရင်လည်းဒီအငင်းကိုပဲအနောက်ကနေ data လေးထည့်လာအောင်မယ်ဆိုတော့ gakse ကြအာဒီမှာစင် data ဆိုရတဲ့ခါထည့်အောင်ပဲပေါ့နော်အဲ့ဒါဒါပါပဲအဲ့ဒါဒီမှာဒိုဒေစတာကားတွေဒိုဒေစတာကားဆိုဟာလေးလာရပေါ့နော်ထင်မြင်ချက်သဘောထားအောင်မေးချင်တုံးတယ်အဲ့တော့ဒါလေးကိုကြည့်အောင်ဘလို့လဲပေါ့နော်တနေရာရာသွားပြီးလို့ရှိရင်ပြန်လာရပေါ့နော်အဲ့ပြန်လာတဲ့အချိန်မှာအဲ့မေးရသူကပေါ့နော်အဲ့သွားပြီးတော့ပြန်လာရသူတော့မေးရပေါ့နော်အဲ့ညာနဲ့ပတ်သက်ပြီးတော့ဘလို့ခံစားရလဲပေါ့နော်အဲ့လိုမျိုးခံစားချက်ကိုမေးတုံးတယ်ညကိုဝါဒိုဒေစတာကားခရီးကဘလို့လဲအဲ့လိုမျိုးမေးရပေါ့နော်မေးလို့ရှိရင်ညကိုဝါဒိုဒေစတာကားဆိုပြီးသူခံစားရတဲ့ဟာတခုကိုပြောမှာပေါ့နော်အဲ့တော့東京はどうでしたかお花見はどうでしたかအဲ့လိုမျိုးနေမိတယ်အဲ့တော့နောက်တစ်ခုကကျတော့ဘယ်ညမှာသုံးသေးလဲဆိုတော့ကိစ္စတစ်ခုကိုလုပ်ပြီးရဲ့နောက်မှာအဲ့ကိစ္စဘလို့ဖြစ်သွားသလဲဆိုတဲ့အတွေ့အကြုံနဲ့ခန်းစားချက်ကိုမေးချင်တယ်တုံးဥပမာဆိုလို့ရှိရင် test はどうでしたかဆမွဲကဘလို့လဲကအဆင်ပြေရဆိုလို့ရှိရင်လည်းအဆင်ပြေအဆင်မပြေဘူးဆိုရင်လည်းအဆင်ပြေဥပマဆိုလို့ရှိရင်ထပ်တယ်ဆိုလို့ရှိရင်難しかったですအဓိက this တာကနေမေးထားတဲ့အတွက်ကြောင့်မလို့ကိုကဖြေလို့ရှိရင်လည်းအဲ့လိုဗာလဲအတိတ်ပုံစံနဲ့ပဲပြန်ဖြေရမယ်နော်သူဒီ this တာကနေမေးထားတဲ့အတွက်ကြောင့်မလို့ကိုကမေးလို့ရှိရင်အဲ့လို cut တာလို့ this တာလို့အဲ့ဒါကြီးနဲ့ပဲပြန်ဖြေရမယ်နော်အဲ့တော့ do this တာကအဲ့လိုဖြစ်ပြီးသားကိစ္စတွေမှာသုံးပါတယ်နော်မဖြစ်သေးတဲ့ကိစ္စတွေဆိုလို့ရှိရင် do this ကပဲသုံးပါတယ်အဲ့တော့ဒီဟာဒီပါအဲ့တော့နောက်တစ်ခုကနာညီနာညီဝနာညီနာညီရောဒီအဲ့တော့အရှိကနောင်ကနောက်ကနောင်ထပ်ပို့ပြီးတော့တာလွန်နေဆိုတဲ့သဘောမျိုးနဲ့သုံးချင်ပြောချင်တောင်းတယ်တာလွန်နေဆိုတဲ့ညမှာအကောင်းရောအဆိုးရောပိုကောင်းတာလည်းဖြစ်နိုင်တယ်လို့ပိုဆိုးတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်青い車は赤い車より大きいですအနီရောင်ကားဒီအပြရောင်ကားအပြရောင်ကားဒီအနီရောင်ကားထက်ပို၍ကြီးတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နောက်တစ်ခုနောက်တို့ချီတာကနှစ်ဘယ်ဟာဒီဘယ်ဟာကိုဆိုပြီးတော့ဖတ်တာပြန်တယ်ပေါ့နော်အဲ့တော့နှစ်ခုတော့မဟုတ်နှစ်ခုနဲ့အထက်နောင်တွေကိုနှိုင်းရှင်ပြီးရွေးချယ်ခိုင်းတုံးတယ်ပြန်ဖြေလို့ရှိရင်ကိုရွေးချယ်လိုက်တဲ့နောက်မှာနဟုကဒီနဲ့တွဲပြီးတော့ဖြေပြရတယ်ပေါ့နော်နှစ်ခုဆိုလို့ရှိရင်ပြောတာပါအဲ့တော့ခါရီတိုတန်ပူရာတို့ချီတာကစကီဒက်စ်ကအဲ့တော့ခါရီနဲ့ခါရီနဲ့တန်ပူရာနဲ့ပေါ့နော်ခါရီနဲ့တန်ပူရာကတမ်ပူရာနဲ့တဲ့ဘယ်ဟာကိုကြိုက်တယ်လဲခါရဲနိုဟိုကစကီですအဲ့တော့ခါရဲနိုဟိုကစကီですဆိုလို့ရှိရင်ဒါခါရဲကိုကြိုက်တယ်ဆိုပြီးပြောနော်အဲ့တော့နှစ်ခု
မေးလာရင်နှစ်ခုရှင်ပြီးမေးလာရင် no ခုကနေပြောရပြီးတော့အဲ့မှာမှသူက3ခုပေါ့နော်နှစ်ခုမဟုတ်ဘဲနဲ့3ခုဆိုလို့ရှိရင်ကြတော့私はဒီလိုပုံစံလေးနဲ့မေးပဲပေါ့နော်အဲ့တော့一番 adjective ဆိုတဲ့ပုံစံလေးနဲ့ပေါ့နော်一番အနေနဲ့မေးမယ်ပေါ့နော်ဒါကြတော့နှစ်ခုလဲပေါ့နော်3ခုဆိုလို့ရှိရင်တော့私は一番どちらが一番好きですかဆိုပြီးတော့မေးရမယ်ပေါ့နော်ဒါကတော့လောလောဆယ်မှာနှစ်ခုလဲပဲပုံစံလေးနဲ့ပဲပြောထားတယ်ပေါ့နော်ဒီဟာလေးကိုကြည့်အောင်နောက်ထပ်နံပါတ်5ကကျတော့一番ဆိုတဲ့ဟာလေးနဲ့ adjective နဲ့ပေါင်းလို့ရှိရင်သူဆုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဥပမာဆိုလို့ရှိရင်အကြိုက်ဆုံး一番နဲ့ 好きなနဲ့တွဲထားလို့ရှိရင်一番好きなဆိုအကြိုက်ဆုံးအဲ့ဆိုいいဆိုいいလေးနဲ့တွဲထားလို့ရှိရင်一番いいဆိုလို့ရှိရင်အကောင်းဆုံး美味しいနဲ့一番နဲ့တွဲလို့ဆိုရင်一番美味しいဆိုလို့ရှိရင်ဒါအရသာရှိဆုံးဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့တော့一番ဒီအနောက်က adjective လေးနဲ့ပေါင်းလိုက်တော့ဆုံးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီဟာလေးကိုကြည့်ကြည့်အောင်なんで何が一番好きですかအဲ့တော့noun ထဲမှာဘယ်ဟာကိုအကြိုက်ဆုံးလဲဆိုပြီးပြောတာအဲ့တော့တော့လေအမျိုးအစားအများကြီးတွေကမှာအကြိုက်ဆုံးအမုန်းဆုံးအကောင်းဆုံးစသဖြင့်မြည်တဲ့အခါမှာသုံးတယ်ပေါ့နော်ဥပမာ noun နေရာမှာအမျိုးအစားအများကြီးရှိတဲ့အရာအလုံးကိုစားပြုထားတဲ့ noun ထည့်ရမယ်ဥပမာဆိုလို့ရှိရင်အသားပေါ့နော်အသားဆိုလို့ရှိရင်ဒါ niku ဆိုတာအကုန်တည်ရပေါ့နော်အဲ့တော့ niku ဆိုတာဒီကြက်သားတွေရောဝက်သားတွေရောအမဲသားတွေရောစိတ်သားတွေရောအဲ့အသားတွေအားလုံးကိုစားပြုရပေါ့နော်အဲ့တော့adjective နေရာမှာလေကိုသုံးလို့တဲ့ adjective တွေကိုထည့်ပြရမယ်ဥပမာဆိုလို့ရှိရင် niku de nani ga ichiban suki desu ka ဒီမှာ adjective က suki desu နဲ့သုံးထားတယ်ပေါ့နော်အဲ့တော့အသားတွေမှာဘယ်ဟာကိုအကြိုက်ဆုံးလဲဆိုတော့ buta niku ga ichiban suki desu ဝက်သားကိုအကြိုက်ဆုံးဖြစ်ပါတယ်ဆိုတော့ပြောရမှာနော်ဒီမှာကျ ichiban နေနဲ့ပြောထားပါနော်ဒီလိုမျိုးအများကြီးပြောလို့ရှိရင်တော့သူ ichiban နေနဲ့မှာပို့စင်ပြီအဲ့ဆိုစနစ်တီးပြီးသားပါနော်73လေးကြည့်အောင်အဲ့တော့私は何が欲しいですကျွန်ုပ်ဒီနောင်ကိုလိုချင်သည်တဲ့အဲ့တော့欲しいですရဲ့အရှိမကလေအမြဲတမ်း particle ကပဲလိုက်ရပါမယ်နော်အဲ့တော့私はギターが欲しいですကျွန်ုပ်ဒီဂီတာကိုလိုချင်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့မိခွန်းလေးမေးလို့ရှိရင်あなたは何が欲しいですかတင်ဒီဘာကိုလိုချင်ပါတလဲဆိုတော့မေးမယ်အဲ့ဆိုလို့ရှိရင်ပေါ့နော်လိုချင်တယ်ဆိုတာတော့တည်ပြီတခြားစားချင်တယ်တောက်ချင်တယ်သွားချင်တယ်ထိုင်ခြင်းနဲ့အိတ်ခြင်းနဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ဒါရှိတော့ verb တွေကို must တွေဖြုတ်ပြီးတော့အနောက်ကနေပြီးတော့ tie this လေးကိုပေါင်းလိုက်တဲ့အခါမှာတခုခုလှုပ်ခြင်းနဲ့စားခြင်းနဲ့သွားခြင်းနဲ့ဝယ်ခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ verb ကို must ဖြုတ်ပြီးတော့ tie ထည့်အောင်မယ်နော်အဲ့တော့ ikimasu ဆို ikitai desu kakimasu kakitai desu tabemasu tabetai desu စသဖြင့်ဖြစ်သွားတယ်ပေါ့နော် particle အထူးတလည်းမှတ်ရတာမျိုးမရှိပါဘူးနော်အဲ့တော့ဒီမှာဥပမာလေးပေးထားတယ်私はスーパーでパンを買いたいですကျွန်ုပ်ဒီစူပါမားကတ်မှာပန်မုတ်ကိုဝယ်ချင်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့မေးခွန်းမေးလို့ရှိရင်あなたは何を何々たいですかအဲ့တော့တင်ဒီဘာကိုလုပ်ချင်ပါတယ်ပေါ့အဲ့ဆိုလို့ရှိရင်အဲ့တော့မှတ်ထားရမှာနတ်ညီရောဆိုတဲ့နေရာမှာကိုမေးချင်တဲ့အကြောင်းအရာနဲ့ကန့်ညီရမေးဖို့စတောင်းလေးထည့်ပြီးအောင်မယ်ဥပမာဆိုလို့ရှိရင်ဒီလိုလေးပါနတ်ညီရောတစ်ခုလည်းပုံတည်တတ်မှတ်ထားတာမဟုတ်ဘူးလို့ပြောချင်တာပါဥပမာဆိုလို့ရှိရင်あなたはどこで働きたいですかတင်ဒီဘယ်နေရာမှာအလုပ်လုပ်ချင်လဲနတ်ညီရောဒီအရှင်းမှာနော်ဒီမှာどこでလည်းပြောင်းထည့်လို့ရတယ်どこလည်းပြောင်းထည့်လို့ရကိုမေးချင်တဲ့အကြောင်းအရာနဲ့ကန့်ညီရမေးဖို့စတောင်းလေးပြန်ပြီးတော့ပြောင်းထည့်ရပါမယ်နော်အဲ့တော့အဲ့တိုင်းဖောင်ကိုအငင်းပုံစံပြောင်းမယ်ပေါ့နော်အငင်းပုံစံပြောင်းမယ်ဆိုဒီသူကလေ e ရဲ့ချစ်တဲ့ပြောင်းတာလေးနဲ့အတူတူပဲသိလားအဲ့တော့သူကလေ e အထီကိုဖြုတ်ချလိုက်မယ်ပြီးတော့ခုနားကြီးထည့်လိုက်မယ်ပေါ့နော်ဒါရှိတော့ this လေးတွေကိုခဏလေးဖြောက်ထား this လေးတွေကိုခဏလေးဖြောက်ထားလိုက်မယ်ဆိုလို့ရှိရင် e ကိုဖြုတ်ခုနားကြီးပေါင်းပုံစံဖြစ်မယ်ပေါ့နော်ပြီးတော့မှ this ကိုအနောက်ကနေပြန်ပေါင်းတဲ့ပုံစံပေါ့နော်အဲ့တော့ဒါပဲတိုက် this ဆိုလို့ရှိရင်ဒါပဲတိုက် night this နော်မီတိုက် this ဆိုဒီတိဖြုတ်ချလိုက်တော့နော်မီတာကိုないです働きたいですဆိုဒီတိဖြုတ်ထားတာဖြစ်တဲ့အတွက်ဒါပဲ働きたくないですဖြစ်ပါမယ်နော်အဲ့ဆိုလို့ရှိရင်ဒီဟာလေးကိုကြည့်ကြည့်အောင်ဥပမာလေး私は IMC で働きたくないですကျွန်ုပ်ဒီ IMC မှာအလုပ်လုပ်ချင်သည်ဆိုပြီးပြောတာပါနော်အလုပ်မလုပ်ချင်ဘူးဆိုပြီးပြောတာနော်私は IMC で働きたくないですကျွန်ုပ်ဒီ IMC မှာအလုပ်မလုပ်ချင်ဘူးဆိုပြီးပြောတာပါအဲ့ဆိုလို့ရှိရင်ဒါလေးကကြတော့လေに行きますဖို့ရန်သွားသည်လုပ်ဖို့တော့မဟုတ်လုပ်ရန်သွားသည်လို့ပြောတာနော်အဲ့တော့သွားတယ် verb တွေကို must ဖြုတ်ပြီးに行きますပေါင်းပြီးပြောင်းတာပေါ့နော်အဲ့တော့食べますဆိုလို့ရှိရင်食べに行きます遊びます遊びに行きますအဲ့လိုလေးပြောမှာနော်အဲ့ဆိုလို့ရှိရင်私は東京へ遊びに行きますကျွန်ုပ်ဒီ東京တို့လေပတ်ဖို့သွားတယ်မေးခွန်းလေးအမေဘယ်လိုမေးမလဲဆိုတော့あなたはどこへ何をしに行きますかတင်ဒီဘယ်နေရာတို့ဘာကိုလုပ်ဖို့သွားမလဲဆိုလို့မေးရပါနော်အဲ့ဆိုလို့ရှိရင်14ရောက်သွားပါပြီ14ကကြတော့တဲဖောင်ပြောင်းမယ်ပေါ့နော်တဲဖောင်ပြောင်းမယ်ဆိုလို့ရှိရင်တရှိတော့ဂျီရှော့ခဲရတယ်ပြောင်းတဲ့ဖောင်လေးပဲဒီမှာရှိရပေါ့နော်အဲ့တော့ဂျီရှော့ခဲပဲပြောင်းတဲ့ဖောင်လေးပဲရှိရအတွက်ကြောင့်မလို့ဂျီရှော့ခဲတည်တာသူတွေကတော့ဒီဟာလေးကြည့်အဆင်ပြေမယ်ပေါ့ဂျီရှော့ခဲ
မတိသေးတဲ့သူတွေကတော့ဒီဟာလေးကိုတစ်ချက်အရင်ကြည့်အောင်ဒီ shortcut အခန်း18မှာပါဖြစ်တဲ့အတွက်ဒါလေးကိုအရင်ကြည့်ရအောင်နော်အခန်း18မှာပါဖြစ်တဲ့အတွက်ဒါလေးကိုအရင်ကြည့်ရပါမယ်။ဒါရှိရလေအကောင်လုံးကိုလေ G-Shock ကနေပဲပြောင်းလာတာပေါ့နော်။ G-Shock ကိုအရင်တင်ပြီးတော့မှအဲ့ဒါလေးကိုပြောင်းလာပါပေါ့နော်။အဲ့ G-Shock ဆိုလို့ရှိရင်အရင်ကြည့်အောင် G-Shock လေးပါတစ်ခါလေးပြန်ပြီးပြလိုက်မယ်။အဲ့ဒါဆိုလို့ရှိရင် तू ကတရှိတော့ G-Shock ပြောင်းပြီဆိုလို့ရှိရင် mask တွေရဲ့အရှိကိုကြည့်လိုက်လို့ तू E line အနေနဲ့စုံတယ်ဆိုပြီးဒီ key တို့ E တို့ re တို့ key မိစီဘိဒီအဲ့ဒါလေးရတယ်တရှိတော့ဒီ E line တွေလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုး E line တွေလို့ခေါ်တယ်အဲ့ E line တွေနဲ့စုံတယ်verb တွေဆိုလို့ရှိရင်ဒါ group 1ဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဟာလေးတွေကို G-Shock ပြောင်းမယ်ဆိုဘယ်လိုပြောင်းမလဲအဲ့ E line တွေကို mask တွေကိုဖြုတ်မယ်ပေါ့နော်အဲ့ E line မှာရှိသမျှခုတပတ်ဟွာပါလေဒီဟိရာစလုံးလေးတွေမှန်သမျှတော့ရှိပါဥလာအောင်ပြောင်းမိတာမယ်ဘယ်လိုမျိုးလဲဆိုတော့ဥမာဆိုရင် khaki mask ဆိုလို့ရှိရင် mask ကိုဖြုတ်မယ် key ရဲ့ဥလိုင်းဒီခုဖြစ်တဲ့အတွက်ကြောင့်မလို့ခတ်ကိုဖြစ်သွားမယ်အဲ့တော့ ikima ဆိုလို့ရှိရင် mask ကိုဖြုတ်မယ် key ရဲ့ဥလိုင်းဒီခုဖြစ်တဲ့အတွက် iku ဖြစ်သွားမယ် isokima ဆို isoku yasomima ဆို yasumo စသဖြင့်ဖြစ်မယ်ပေါ့နော်ဒီမှာတော့အများကြီးပဲရှိတယ်ဥပမာ3ခုလောက်ပဲပြောထားမယ်နော်အဲ့တော့ဒီမှာ group 2ကြတော့လေထားပေး mask ရှိတာပေး mask နေ mask အဲ့ mask တွေရဲ့ရှေ့ကိုကြည့်လိုက်လို့ရှိရင်တက်ရှိပါ airline အနေနဲ့စုံထားတွေ့ရမယ်ပေါ့နော်အဲ့လို airline အနေနဲ့စုံထားမှန်သမျှဒီတော့ group 2ဆိုရတတ်မှတ်တယ်ပေါ့ဒါပေမဲ့ချွင်းချက်6လုံးရှိပါတယ်ချွင်းချက်6လုံးကပြီးမှပြောမယ်ပေါ့နော်လောလောဆယ်မှာအဲ့ဒါတွေကိုလေ G-Shock ကပြောင်းမယ်ဆိုလို့ရှိရင် mask ကိုဖြုတ်ပြီးအနောက်မှာ group လေးတစ်ခါလေးတန်းပါအောင်ပဲပေါ့နော်ဥပမာဆိုရင်ထားပဲ mask ကိုဖြုတ်မယ် group ပေါင်းမယ်ဆိုတော့ထားပဲတို့ရှီရာပဲ mask ဆိုလို့ရှိရင် mask ကိုဖြုတ်ပြီးတော့တစ်ခါလေး group ပေါင်းတော့ရှီရာပဲတို့စသဖြင့်ဖြစ်မယ်ပေါ့နော်အသုံးများတဲ့ချွင်းချက်လေး6ခုပေါ့နော် mask ရဲ့အရှိမ E line ဖြစ်နေပြီမဲ့ group 2တဲ့ကိုရောက်နေရလေးလည်းရှိတယ်အဲ့ဒါ okimas abimas mimas imas kharimas kimas orimas tarimas dekimas စသဖြင့်အဲ့ကိုလုံးကတော့အရှိကိုကြည့်လိုက် E line ဖြစ်နေပြီမဲ့ group 2တဲ့ကိုရောက်နေရအသေးမှတ်ထားရမယ်နော် group 3ကကြတော့ group 3ကလည်းမှတ်ထားရမယ် kimas ဆိုရင် kudu shimas ဆိုရင် suru now plus shimas ဆို now plus suru အဲ့ဒါ now plus suru ဆိုတာဘယ်လိုမျိုးလဲ yoko shimas တို့ yoko နဲ့ shimas နဲ့တခါတည်းခွဲလို့ရတယ်နောက်တစ်ခု kai mono shimas kai mono နဲ့ shimas နဲ့ကိုတခါတည်းတွဲလို့ရတယ်တခါတည်းခွဲလို့ရတယ်ပေါ့နော်ခွဲလို့ရတယ်ပြီးလို့ရှိရင် yoko shimas yoko shimas yoko shimas ဆိုလို့ရှိရင် yoko နဲ့ shimas နဲ့ကိုခွဲလို့ရတယ်ပေါ့နောက်တစ်ခု benkyo shimas ဒါတွေကိုအဲ့လိုမျိုးပေါ့နော် shimas တွေနဲ့အရှိကစကလုံးတွေနဲ့ကိုသူကခွဲပြစ်လို့ရတဲ့ဟာတွေမှန်သမျှဒီ noun plus noun plus shimas ဆိုတဲ့ verb တွေဖြစ်ပါတယ်အဲ့ဒါလေးကိုသိထားမယ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင် G-Shock ခဲလေးပြန်ပြီးတော့ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တိုက်ရှိတော့အပေါ်လေးကိုပြန်ပြီးသွားကြမယ်ပေါ့နော်ဒီမှာပါအဲ့ဆိုလို့ရှိရင်ကြည့်အောင်ဒါလေးကိုတဲဖောင်လေးပြောင်းမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဗာလေဒီ verb လေးတွေကိုပေါ့နော်တဲဖောင်လေးပြောင်းမယ်အဲ့ဒါဆို G-Shock ခဲကနေပဲပြောင်းမယ်ပေါ့နော် G-Shock ခဲကနေပဲပြောင်းမယ်ဆိုတော့ဘယ်လိုပြောင်းကြမလဲ G-Shock ခဲပဲပြောင်းမယ်အဲ့ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဆော့ဆော့က group 1နေဆိုလို့ရှိရင်ဥ line နဲ့ဆုံးတယ်မလားအဲ့လိုဥ line နေဆိုလို့ရှိရင်ဥစရဆိုလို့ရှိရင်ခြိဆိုင်စတဲဖောင်ပြောင်းမယ်မုနုဘူးနဲ့ဆုံးလို့ရှိရင် on day လို့ပြောင်းမယ်ခုဆိုရင် ite ဂုဆိုရင် ite စုဆိုရင် stay ဆိုရပြောင်းမယ်ပေါ့နော်ဒီနေရာမှာမှတ်ထားမှာချွင်းချက်အနေနဲ့ equal ဆိုလို့ရှိရင်တော့ it တယ်လို့ပဲပြောရပါမယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီမှာပေါ့နော်လေးလာလို့ရအောင်နည်းနည်းလေးထည့်ပြီးထားပါလေခကုဆိုခိုက်တဲ့ equal ဆို it တဲ့ iso ကုဆို iso တဲ့ non မို့ဆိုရင် non တဲ့ယောဘူးဆိုရင် yon တဲ့ခိုင်လို့ဆိုရင်ခိုင်တဲ့ခောက်ဆိုရင်ခတ်တဲ့မတ်ဆိုရင်မတ်တဲ့ခတ်ဆိုရင်ခတ်တဲ့ဆိုတော့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခု group 2ကကြတော့ပြောင်းလာလွယ်တယ် group ကိုဖြုတ်ပြီးတော့တဲပြောင်းလာအောင်ပဲပေါ့နော်အဲ့ဒါထားပေးလို့ဆိုထားပေးတဲ့ရှီရာပေးလို့ရှီရာပေးတဲ့နေလို့နေတဲ့အဲ့တော့ဒီညမှာချွင်းချက်6လုံးပါလေ group တွေကိုဖြုတ်ပြီးတစ်ခါလေးတဲပါအောင်ပဲပေါ့နော် oki တို့ oki တဲ့အာဘီတို့အာဘီတဲ့ခီတို့ခီတဲ့မီတို့မီတဲ့အီတို့အီတဲ့နောက်တစ်ခုကခါရီတို့ခါရီတဲ့အော်ရီတို့အော်ရီတဲ့တခိတို့တခိတဲ့စသဖြင့်ဖြစ်သွားမယ်ပေါ့နော်ဒီညမှာကျ group 3ကတော့မှတ်ရမယ်ခုတို့ဆိုရင်ခိတဲ့ဆုတို့ဆိုရင်တဲ့ now plus ဆိုလို့ဆို now plus တဲ့ဖြစ်သွားမယ်နော်အဲ့ဆိုလို့ရှိရင်
နာညီနာညီတဲ့ကတာဆိုင်တခုခုမေတ္တာရက်ခံပြီးတော့စိတ်ခိုင်းတဲ့နေရာမှာသုံးပါတယ်အဲ့တော့ verb တွေကိုတဲဖောင်ပြောင်းပြီးတော့သုံးရုံပဲပေါ့နော်အဲ့တော့ဟွန်းယွန်းတဲ့ကတာဆိုင်စာအုပ်ကိုဖတ်ပါအိုကနေယောခါရီတဲ့ကတာဆိုင်စာအုပ်ကိုငှားပါအဲ့လိုပဲပေါ့နော်နောက်တစ်ခုနာညီနာညီမရှော့ကအဲ့တော့တခုခုကိုလုပ်ပေးရမလားတစ်ဖက်လူကမတောင်းဆိုဘဲနဲ့ကိုကတခုခုကိုလုပ်ပေးခြင်းတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ must ဖြုတ်ပြီးတော့မရှော့ကလေးပေါင်းရုံပဲအဲ့တော့တော့ဟာကိုရှိမဲမရှော့ကတကားကိုပိတ်ပေးရမလားနောက်တစ်ခုကနတ်နီကတဲ့စတိုင်းမရှော့ကတခုခုကူညီပေးရမလားစသဖြင့်ရှိပါတယ်နောက်တစ်ခုက verb တဲ့ imas ပေါ့နော် verb တဲ့ imas ဆိုတာတခုခုကိုလုပ်နေသည်ဆိုတဲ့ဟာအဲ့တော့ကိစ္စတခုခုကိုလုပ်နေတဲ့အဖြစ်အပျက်တခုကိုဆက်လက်ဖြစ်ပွားနေရဆိုလို့ရှိရင်သုံးပါတယ် verb တွေကိုတဲဖောင်ပြောင်းပြီးသုံးရုံပဲနော်お兄さんはで今ケーキをしています。あ、今ゲームをしています。အဲ့တော့အကိုဒီတဲ့အခုတဲ့ game ဆော်နေတယ်တဲ့母は今コーヒーを飲んでいます。အမေဒီအခု coffee ကိုတောက်နေတယ်ဆိုပြီးတော့ဖြစ်သွားပါမယ်။ဟဲ့အဲ့ဆိုရင်နောက်ဆုံးတစ်ခါပါနော်15အဲ့တော့ verb でもいいですかဆိုတဲ့ဟာဒီပေါ့နော်လို့ရမလားဆိုတဲ့အဓိပ္ပာယ်လीနော် verb ကိုတဲဖောင်ပြောင်းပြီးတော့ more eat this ကလေးကိုပေါင်းပြီးအောင်မယ်အဲ့တော့တခုခုကိုလုပ်ဖို့ရေးရေးခွန်တောင်းတဲ့အခါသုံးတဲ့ emphasis ခိုက်တယ်မို့ eat this ကဗာလဲခဲတံနဲ့ရေးလို့ရမလားစင်ပြေမလားလို့မြင်ရနော်အဲ့တော့ရတယ်ဆိုလို့ရှိရင် high eat this ပေါ့အစင်မပြေဘူးဆိုလို့ရှိရင်တော့စမီမဆန်ချွတ်တိုဆိုပြီးအဲ့လိုလေးဖြည့်ရပေါ့နောက်တစ်ခုကကျတော့နိုင်တဲဝအီကေမဆန်ဘာဖို့တဲဖောင်ပြောင်းပြီးတော့ဝအီကေမဆန်လေးပေါင်းရုံပဲအဲ့တော့တခုကိုလုံးလို့မရဘူးပြင်းပြင်းထန်ထန်တားမြစ်လို့ရှိရင်သုံးပါတယ်အဲ့တော့စီကန်းတွေကိုပြောတဲ့နေရာမှာသုံးတတ်တယ်အဲ့တော့ဘာကောစုတဲဝအီကေမဆန်အဲ့တော့ဆက်လိုက်တောက်လို့မရဘူးပြောနော်ဆက်လိုက်တောက်လို့မရဘူးလို့ပြောတာပါနောက်တစ်ခုကじゃ verb day imas ပဲအဲ့တော့အမြဲဖြစ်နေတဲ့ကိစ္စတွေအမြဲမှန်နေတဲ့ကိစ္စတွေဆိုလို့ရှိရင်သုံးပါတယ်တဲ့အဲ့တော့ဗာလဲအဲ့အဖြစ်ပြတစ်ခုကလို့ဖြစ်နေတော့ပေါ့နော်နောက်တစ်ခုမပြောင်းသေးဘူးသူအခုအဲ့မှာအလုံးလုံးနေရဲ့အချိန်တစ်ခုထိလုံနေရအခုချိန်ကြီးလည်းအရင်တော့ကလည်းလုံနေအောင်ပဲအခုချိန်ကြီးလည်းလုံနေအောင်အဲ့ဂျားကာလာအချိန်ကြီးကိုပြောတာပါဗောနော်အဲ့တော့私は IMC で働いていますကျွန်တော်ဒီ IMC မှာအလုပ်လုပ်နေသည်ဆိုပြီးပြောတာဗောနော်ဒါပါပဲအဲ့တော့ဒီနေရာမှာဗောနော်ချွင်းချက်လေးတစ်ခုရှိပါတယ်ကျန်တာတွေဆိုလို့ရှိရင်ဗောနော်verb တဲ့ immersion ဖြစ်တယ်မဖြစ်ဘူးဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်あなたは IMC で働いていますဒါတင်ဒီ IMC မှာအလုံးလုံးနေတာလားဆိုလို့ရှိရင်တော့မဟုတ်ဘူးဆိုလို့ရှိရင် EA 働いていませんအဲ့လိုဖြေလို့ရတယ်ဒါပေမဲ့ဒီဟာလေးတစ်ခုပေါ့နော်カリナさんをしていますကカリナさんကိုသိပါသလားဆိုလို့ရှိရင်တော့ EA 知りませんနဲ့ပဲဖြေရမယ်နော်していませんလို့ဖြေလို့မရပါဘူး知りませんလို့ဖြေရပါမယ်ကဲပြီးသားပါပြီအဲ့ဆိုရင်ဒီနေ့တော့ပြီးသားပါပြီအဲ့တော့နောက်နေ့ကြလို့ရှိရင်အခန်း20ထိလာမယ်ပေါ့နော်အဲ့ဆိုစကား様でしたありがとうございましたနောက်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ပါမယ်